အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့လေရာသီစာမယန်းသီးလေးတွေကိုအကြော်အထောင်းမလုပ်တော့ပဲနဲ့ဘဲဥလေးနဲ့ဘာလို့အနှစ်ပုံစံမျိုးလေးချက်စားဖြစ်တယ်အရင်ဆုံးဘာလို့ဘဲဥလေးတို့အရင်ဆုံးပြုတ်ပေးထားမယ်ပေါ့နော်ခွာလွယ်အောင်လို့စားလီနဲ့ထည့်ပြုတ်ထားတယ်မယန်းသီးလေးတွေကိုတော့ဒီလိုမျိုးလေးစိတ်ပုံစံမျိုးလေးစိတ်ပေးထားတယ်ဘဲဥလေးတွေကိုအနှစ်မထွက်ဖို့ကြတော့လေအရှိကျိုးလေးနဲ့ပေါ့နော်ချီပြီးတော့ပါတော့ချမ်းပေးထားတယ်ဘဲဥတွေကိုအရသာတွေတစ်ခါတည်းဝင်အောင်လို့ပါတော့လေအပူမပေးထားတဲ့စီထဲမှာပေါ့နော်ငါမြာရည်လေးနည်းနည်းထည့်ပြီးတော့ဘဲဥချမ်းလေးတွေကိုဒီအေးအေးလေးနဲ့ကြောပေးပါတယ်အဲ့စီထဲမှာပဲပါတော့ကြက်တုံကြီးလေးတစ်ခါနဲ့စီတက်မယ်ကြက်တုံကြီးလေးတွေနဲ့ငယ်ညိုးဝိုင်းတော့ကြက်တုံဖြူလေးတစ်ခါနဲ့ထည့်ပြီးတော့စီတက်ပါမယ်ပေါ့နော်။မှုရင်တော့ငရုတ်ခွဲချက်အနေငယ်ထည့်ပါမယ်။အစိမ့်နဲ့ပြောင်းရင်တော့ပစုံကြောက်ကလေးထည့်ပါမယ်။ပစုံကြောက်လေးအနေငယ်ကျွတ်သွားပြီဆိုလို့ရှိရင်တော့လေမယန်းသီးလေးတွေထည့်ပါမယ်။မယန်းသီးလေးကိုလည်းတစ်ချက်နှစ်ချက်လောက်လှိမ့်ပေးနော်လေးပါတော့စိမ့်စမ်းငပိရေဖြော်ထားတာလေးကိုတစ်ခါလေးထည့်ပါတယ်။ဒါဆိုအချင်းတလေးထင်းပေးတာပေါ့နော်။သူတို့လေးအားလုံးမူပြီးသွားပြီဆိုလို့ရှိရင်တော့လေပါဤတော့ရေလေးအနေငယ်ထည့်တယ်အရသာတော့ကတော့လေအချုံမိုးရေစားရေကိုသုံးပြီးတော့ပေါ့နော်လုံးဝရေခဲမိစီပြန်လာတဲ့အထိတည်ပေးပါမယ်လိုနေသားလေးရောက်ပြီဆိုလို့ရှိရင်လေခုနကကြော်ထားတဲ့ပေါ့နော်ဘဲကူလေးတွေကိုပါလို့ထည့်မယ်ဘဲယူတွေကိုအချင်းတကလေးတွေဝင်အောင်လို့ပါရေလေးနဲ့ထည့်ပြီးတော့မိခနူးလေးနဲ့ပေါ့နော်ရေခဲမိစီပြန်လာတဲ့အထိတည်ပေးထားတယ်အခုဆိုလို့ရှိရင်တော့လေရာသီစာမယန်းသီးဘဲဥချက်ကလေးရပြီပေါ့နော်ချင်းပြုံးပြုံးအရသာလေးနဲ့တော်တော်လေးစားလို့ကောင်းတာမလို့လှူစားကြည့်ကြပါအောင်နော်